ချင်းငယ်ချင်းများအားလုံးမင်္ဂလာပါဗျ။ဘွမ်ကစားတိုင်းကနေကျူဆိုပါဗျလာဗျနော်ချင်းကြီးတို့တင်နေကြတော့ဘဲဥချင်းပေါင်ဖောက်ချက်လက်ချက်စားဖြစ်လို့သမင်းလက်တအားမင်ပြီးတော့ကောင်ချက်လက်တအားတတ်တာတဲ့ဖင်ပွဲလေးတစ်မျိုးလိုလေးပြောလို့ရတာပေါ့နော်။ Okay ရင်ဆုံးဒါလေးကြတော့ကျွန်တော်တို့ပြင်ထားရမယ့်ပစ္စည်းလေးတွေပါနော်ချင်းကြီးတို့သမင်းပူပူနဲ့ဆိုရင်တော့သမင်းတအားမင်ပါတယ်နော်။ပြီးရင်ကျွန်တော်တို့စက်သွနေတဲ့ခပ်ပပလေးလေးထားပေးပါမယ်။ပြီးကျွန်တော်တို့ငုတ်တိဆိုင်နေခပ်ပပလေးလေးထားပေးပါမယ်အစားကျတော့ကိုစားနိုင်တလားပေါ့နော်။သမင်းနဲ့စားလို့ကတော့ချင်းကြီးတို့ဘာမှပြောစမ်းမလို့တော့ဘောနော်တကယ်လို့မိုးအေးဆိုရင်တော့ပိုတော့မွယ်အောင်မယ်နော်ပြီးကျွန်တော်တို့ချင်းပေါင်လေးခြွေထားပေးပါမယ်โอเคပြီးရင်ကျွန်တော်တို့ကြက်သွန်ဖြူလေးလာထောင်းထားပေးပါမယ်ကြက်သွန်ဖြူလေးကြည့်ပြီးဆိုရင်ကြက်သွန်နေထည့်ပေးပါမယ်ပြန်ထောင်းပေးပါမယ်ဒါဆိုကျွန်တော်တို့လာစားချတော့ပါမယ်နော်စီထည့်ပေးပါမယ်ပြီးရင်ကျွန်တော်တို့ထောင်းထားတဲ့ကြက်သွန်ဖြူနဲ့ကြက်သွန်နေနဲ့စီရင်တက်ပေးပါမယ်ပြီးရင်စနေမော်လေးနဲ့ငယ်ထည့်ပေးပါမယ်ပြီးအလန်တမတော့ကျွန်တော်တို့ပြန်မှုပေးပါမယ်ပြီးရင်ကျွန်တော်တို့ငရုတ်တည်းအကြမ်းမှုတ်တွေထည့်ပေးပါမယ်ပြီးတော့အယောင်တည်းမှုတ်ထည့်ပေးပါမယ်အဆက်ကျတော့ကိုစားနိုင်တလားပေါ့နော်ချင်းကြီးတို့ပြီးရင်ငရုတ်တည်းအဆိုင်နဲ့တွေပြောက်ရတဲ့ဒီစီတက်ပေးပါမယ်ပြီးကျွန်တော်တို့ငပီးလေးနဲ့ငယ်ထည့်ပေးပါမယ်တကယ်လို့ငပီးမကြိုက်ဘူးဆိုရင်မထည့်လေးရပါတယ်နော်ဒါမဲ့ကျွန်တော်တို့ငံပြရေသုံးရမှာပေါ့နော်တကယ်လို့ငပီးမသုံးဘူးဆိုရင်ပြီးအနက်မွေးလာတဲ့ဒီစီပြန်တက်ပေးပါမယ်โอเคငုတ်တီးတွေလည်းနဲ့မွေးလာပြီဆိုရင်ကျွန်တော်တို့ချင်ပေါင်ထည့်ပေးပါမယ်ပြီးအားလုံးတမအောင်ကျွန်တော်တို့မှွေထားပေးပြီးတော့ရေထည့်ပေးပါမယ်ချင်ပေါင်နဲ့ကြေတော့အောင်ကျွန်တော်တို့အရင်ချက်ပေးရမှာပေါ့နော်ခဲကူလိုမျိုးစုပွားလာပြီချင်ပေါင်နဲ့လည်းမွေးလာပြီတင်မလည်းမွေးလေးနဲ့ပပကြနေဆိုတော့ဘိုက်ကစားလာပြီပေါ့နော်ချင်းငချင်းတို့โอเคချင်ပေါင်နဲ့ကြေတော့အောင်ကျွန်တော်တို့ရင်မှွေပေးပါမယ်ချင်ပေါင်နဲ့လည်းနည်းနည်းကြေလာပြီဆိုရင်အရသာလာဆက်မှာပေါ့နော်စားထည့်ပေးပါမယ်ချုံမုတ်ထိပ်ပေးပါမယ်နောက်ဆုံးကျတော့စက်တမော်လေးနဲ့ငယ်တောင်းထားပါတယ်နော်ပြီးအားလုံးတမတော်မှွေထားပေးပြီးတော့ရေကနည်းနည်းနဲ့တလို့ဖြစ်နေလို့ရေလေးနဲ့ငယ်ထည့်ထားတာပေါ့နော်ခုပြီးရင်စူပွားလာပြန်စားပေးပါမယ်ပြီးရင်ကျွန်တော်တို့ပဲဥတွေလာဖောက်ထားပေးပါမယ်တကယ်လို့ပဲဥမတုံးဘူးဆိုရင်ကြက်ဥလေးရပါတယ်နော်ဒါမဲ့ပဲဥတောင်းရင်တော့ဥတွေပိုကြီးပြီးတော့ပိုစားကောင်းတာပေါ့နော်โอเคပြီးရင်ကျွန်တော်တို့ဖုံးလက်အုပ်ထားပေးပြီးတော့ပြန်တည်ထားပေးပါမယ်ကိုလိုမျိုးပြန်စုပွားလာပြီးပဲဥတွေလေးကြက်လာပြီပေါ့နော်ချင်းတို့သူလည်းမကြေဝါဘူးဥလိုင်းဖြစ်နေတာပေါ့နော်ကျွန်တော်တို့ဖြစ်ဖြစ်လေးမှွေပေးပါမယ်ပြီးကျွန်တော်တို့အရတာတွေလာမြေးကြည့်မှာပေါ့နော်လိုရာတက်တဲ့လို့ရပါတယ်ဗျချင်းကြီးတို့ကျွန်တော်ကျတော့နည်းနည်းပေါ့နေတယ်လို့စားလေးနဲ့ငယ်ထပ်တုံးထားပါတယ်နော်တကယ်လို့ကိုလိုတဲ့ရတာလေးရပြီဆိုရင်ကျွန်တော်တို့ငုတ်တိဆိုင်တွေထည့်ပေးပါမယ်ဒါဆိုရင်ဟင်းကပို့ပြီးအနက်မွေးလာပြီးတော့ပို့ပြီးစားခြင်းစိုက်ဖြစ်လာတာပေါ့နော်ပူပူချင်းကန်ဆက်လေးနဲ့ပေါ့နော်ချင်းတို့ဘောင်းမပြောစမ်းလို့ပေါ့နော်ကုံကြလေးတက်တာပြီးတော့သမင်းလေးတအားမစရတဲ့ဟင်းပွဲတစ်မျိုးလေးဖြစ်စေရမှာပေါ့နော်ချင်းတို့အခုလိုမျိုးကျွန်တော်ချက်ရတာမြင်ပြီးတော့တရေမယိုကြဘူးလားဗျာချင်းတို့သမင်းပူပူလေးနဲ့မစားချင်ကြဘူးလားဗျာတကယ်လို့ကြည့်ပြီးတော့တရေမဆိုရင်လိုက်ချက်စမ်းကြည့်ကြရအောင်ပေါ့နော်တကယ်လို့အတုံးလုံးမဲ့ဆိုရင်ရှယ်ယူထားလို့ရပါတယ်ဗျချင်းကြီးတို့ကျွန်တော်ကပြောနေရိုးရိုးနဲ့တရေယူနေပြီပေါ့နော်ဟင်းပွဲကရိုးရှင်းပေမဲ့ဘဲဥဟင်းဖြစ်မယ်ဆိုရင်တော့အများတိုင်းတရေယူတယ်ပေါ့နော်ချင်းငယ်ချင်းတို့ရောတကယ်လို့ဘဲဥဆိုရင်ကြိုက်ကြမှာလားဗျအခုလိုမျိုးကျွန်တော်ရုပ်ဗီဒီယိုလေးကိုကောင်းတဲ့ထိလာရောက်ပေးတဲ့ချင်းချင်းတို့အကုန်လုံးကိုအထူးကျေးဇူးတင်ပါတယ်ဗျတကယ်လို့ကျွန်တော်ရုပ်ဗီဒီယိုလေးကိုကြိုက်မယ်ဆိုရင် like share follow လုပ်ထားပေးပါလို့တောင်းဆိုချင်ပါတယ်ဗျနောက်ဗီဒီယိုတက်မှပြန်ဆောင်မယ်နော်ချင်းငယ်ချင်းတို့တာ